မေစားတာအရှိကြီးရိုက်ပြပေးပါဦးတဲ့ပြီးရင်ချက်တာကနေစားတဲ့အထီးတဲ့ဒီလိုမျိုးလာမှတ်ပေးတဲ့အတွက်လေကျေးဇူးအရေးတင်ပါတယ်ရှင်ဒီဗီဒီယိုကကြတော့အရှိကြီးတင်ပြပေးမယ်နော်အဲ့ဒါကြောင့်မလို့အစိုးထိလဲကြည့်ပေးပါဦးရှင်ဒီနေ့ချယ်ရီတို့ကကြတော့စောစောထားတယ်ပေါ့နော်ချယ်ရီတို့ရဲ့စောစောထားတာကဘယ်နှစ်နာရီလဲဆိုတော့9နာရီခွဲလောက်ပေါ့နော်ချယ်ရီတို့ထားပြီးထမင်းချက်ပြီးတော့ငရုတ်တီထောက်ဖို့အတွက်ကကြတော့ငရုတ်တီကိုအရေးဥစောလို့မှဖြစ်ပါတယ်ငရုတ်တီစိတ်ကကြတော့အရေးဥစောပြုတ်ပြီးမှထောက်တာပါချယ်ရီရဲ့ကောက်လေးကကြတော့ငရုတ်တီထောက်ပါတယ်ချယ်ရီကကြတော့ရေကဲတစ်တောက်ကိုတက်ရှည်ရင်လုံးမလို့ပေါ့နော်တက်ရှည်ရင်မလို့ရတာဆိုအရေးကြာနေပြီအရေးလဲဟိုပေညစ်ပတ်နေပြီပေါ့နော်ချယ်ရီရဲ့ကောက်လေးကငရုတ်တီကိုဘာနဲ့ထောက်တာလဲဆိုတော့ငပိရဲ့အခြေကကြတော့တက်ပြန်သီးမရှိလို့ပေါ့နော်မကြီးမဲ့ထက်ပါတယ်ဒီတစ်ခါတိုးစရာကကြတော့ပြုတ်စားပါတယ်ချယ်ရီရဲ့ကောက်လေးကဆိုရင်အစိမ်းစားရတာသူမကြိုက်ဘူးပေါ့နော်တိုးစရာတွေပြုတ်တာစောင့်နေရင်းနဲ့ကော်လေဂျီဖြော်တောက်ပါမယ်ချယ်ရီတောက်နေတဲ့ဒီငတ်တိုက်ကော်လေဂျီကဘာတွေတက်တာစေလဲဆိုပြီးတော့လာမေးကြတယ်ပေါ့နော်အတီးသေးတဲ့သူတွေအတွက်ချယ်ရီဖြည့်ပေးပါမယ်ဒီငတ်တိုက်ကော်လေဂျီကညောင်းညကဲ့ခဲတာတွေတက်တာစေပါတယ်ပြီးရင်ကိုမျက်နှာမှာရှိတဲ့ဝက်ချန်တို့အမဲဆက်တေးတေးတို့တွေလည်းတက်တာစေတယ်ပြီးရင်ကိုရဲ့မျက်နှာအသားရည်ကြည်လေးလာတယ်ခန္ဓာကိုယ်လည်းအသားရည်ကြည်လေးလာတယ်ပေါ့နော်ဆက်တောက်ကြည့်ရှိတယ်ဆိုရင်တော့ချယ်ရီစီမှာအသေးစိတ်လာမေးမြန်းလို့ရပါတယ်ရှင်တိုးစရာတွေပြုတ်ပြီးတော့ငါးကိုကြော်ပါတယ်ဒီနေ့ချယ်ရီရဲ့တငယ်ကြီးကချယ်ရီတို့နဲ့အတူတူထမင်းလာစားတာပေါ့နော်တိုးစရာတွေကကျတော့အများကြီးပဲရှယ်ပဲအကြိုက်ဆုံးတိုးစရာနောက်တစ်ခုကကျတော့ဒညေးတီးချင်ပက်ပဲဖြစ်ပါတယ်အကြိုက်ဆုံးပေါ့နော်ချယ်ရီတို့လိုမျိုးကြိုက်စားတဲ့သူတွေရှိကြလားချယ်ရီတို့နဲ့အတူတူထမင်းလာစားကြပါအောင်ရှင်နေကြပေနုနုလေးကလည်းဆိုရင်အရဲနှမစားလို့ကောင်းတယ်ပေါ့နော်ပြုတ်စားဟေးကြီးအဖြစ်ပြုတ်စားလို့လည်းစားလို့ကောင်းတယ်ပြီးရင်အစိမ်းစားတာလည်းစားလို့ကောင်းတယ်ပေါ့နော်ချယ်ရီတို့လိုကရေတွေကကြတော့ငရုတ်သီးကိုအရဲစားတာပေါ့နော်ငရုတ်ချယ်ရီတို့လိုမျိုးငရုတ်သီးစားနိုင်မှချယ်ရီတို့နဲ့အတူတူထမင်းလာစားပါလို့ငရုတ်သီးများစားရတော့ကျမ်းမာရေးနဲ့မကောင်းဘူးပေါ့နော်ဒါမဲ့ချယ်ရီကကြတော့ငရုတ်သီးမရှိရကိုထမင်းစားလို့မကောင်းတာပေါ့နော်ချယ်ရီလိုမျိုးဖြစ်တဲ့သူတွေရှိကြလားMm.